ဒီစစ်သားရဲ့ဖနက်ကတဲအောက်ကမာကြောတဲ့အရာအခုခုကိုနင်းမိသွားပါတယ်နောက်တစ်စက္ကန့်မှာပဲသူခန္ဓာကိုယ်ဟာအပိုင်းပိုင်းအဆက်ဆက်ဖြစ်ပြီးလွင့်စင်သွားပါတော့တယ်သူတငယ်ချင်းဖြစ်သူကတော့ကြောင်အားသွားပြီးဘာလို့ရမှမသိဖြစ်နေခဲ့ပါတယ်သူကအလိုလျောက်ရှေ့ကိုတလန်တိုးလိုက်မိတဲ့အချိန်မှာကလစ်ဆိုတဲ့အတန်ကြီးခလာပါတယ်ဒါကဖီအားတစ်ခုခုကြောင့်ထွက်လာတဲ့တတူတန်ဆိုတာအသေးကြပါတယ်နောက်ထပ်မြင်မြုပ်မိုင်းတစ်ခုပေါ့အတော်ဆိုးတာပဲခုနကပေါက်ကွဲတန်ကြောင်သူနားထဲမှာဦးနေတော့ပဲဖြစ်ပြီးပတ်ဝန်းကျင်ကအတန်တွေကလည်းဝေးဝေးဝါးဝါချင်းနေပါတယ်အတန်ဒီပြန်ကြားရတဲ့အချိန်မှာတော့သူတငယ်ချင်းရဲ့ကျွမ်းကျန်ရတဲ့အစအနံ့တွေကိုကြည့်ပြီးအတန်ကုန်အော်ဟင်ငိုကြွေးပါတော့တယ်ဒါပေမဲ့ဒါကဝမ်းနေနေရမယ့်အချိန်မဟုတ်ပါဘူးသူစိတ်ကိုအတန်နိုင်ဆုံးပြန်စူးစီးလိုက်ပါတယ်သူကတတိထားပြီးဒူးတစ်ဖက်ထောက်လိုက်ကစစ်သုံးဓာတ်ကိုထုတ်ပြီးသူဖနက်အောက်ကတဲဒီကိုစမ်းတက်ကြည့်ပါတယ်ဒါသွားကတတုတစ်ခုခုနဲ့ထိမိသွားတာကြောင့်ဒါဟာမိုင်းဆိုတာကျင်းသေးသွားပါပြီပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့ဇဲဘေလောက်အကွာမှာရေဒီယိုဇက်ကိုတွေ့လိုက်ရပါတယ်သူကဖနက်ကြိုးဒီကိုဖြိုပြီးမြေတူးကေးဒီယာနဲ့ချိတ်တစ်ခုလိုမျိုးဖြစ်အောင်လုပ်လိုက်ပါတယ်အချင်းချင်းစ조사ပြီးတဲ့နောက်မှာတော့သူရှိသမျှအားရင်အကုန်သုံးပြီးအဲ့ဒီချိတ်ကိုလမ်းပစ်လိုက်ပါတယ်ဖြစ်လိုက်တဲ့အချိန်ကြောင့်သူခြေထောက်ကမိုင်းမော်ကနေကြွတက်မလို့ဖြစ်သွားပြီးမြင်ကန်ကောင်းထောက်မစွာနဲ့အဲ့ဒီအိတ်ကိုချိန်မိသွားခဲ့ပါတယ်နာယီပေါင်းများစွာကြာသွားခဲ့လို့ခံစားရပြီးတဲ့နောက်မှာတော့သူဟာဌာနချုပ်နဲ့အဆက်အသွယ်ရပြီးအခြေအနေကိုရှင်းပြနိုင်ခဲ့ပါတယ်သူတို့စီကပြန်ကြားရတဲ့စကားကသူ့ကိုတုန်လှုပ်သွားစေပါတယ်တဲမုံတိုင်းတွေခဏခဏတိုက်နေလို့ရီဟက်ရင်းနေလာလို့မရဘူးတဲ့ကုံညောင်းကနေလာခဲ့ဘူးဆိုရင်52နာရီလောက်ကြာပါလိမ့်မယ်သူကနာယီကိုအချိန်မှတ်လိုက်ပါတယ်173ဒီဂရီရှိတဲ့အပူရှင်အောက်မှာ52နာရီတောင်စောင့်ရမှာပါအခြေအနေကတော့တိတ်မကောင်းပါဘူးပိုက်စာလွတ်လာတာကြောင့်သူမရှိတဲ့နောက်ဆုံးအမဲသားချုပ်ကိုစလိုက်ပြီးရေဘူးတွေကရေကိုလည်းငငုံလောက်တောက်လိုက်ပါတယ်အဲ့ဒီနောက်လေတွေတိုက်လာပါတယ်သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့ကြီးမားတဲ့တဲမုံတန်းကြီးတစ်ခုတိုက်ခတ်လာတာကိုတွေ့လိုက်ရလို့စိတ်ပြတ်သွားပါတယ်သူကအလေးချိန်စီအောင်အိတ်ကိုပခုံးမှာတိုင်းလိုက်ပြီးသိန်းနက်ကိုလည်းမြေကြီးထဲမှာမြဲမြဲစိုက်ထားလိုက်ပါတယ်ကံကောင်းလို့ပဲသူအသက်ရှင်ကြံရစ်ခဲ့ပြီးအသက်ကိုလှူရှူနေရပါတယ်မိုင်းမော်ကနေလွှဲမထွားတာကိုပဲကျေးဇူးတင်နေမိပါတယ်သူတငယ်ချင်းရဲ့ယူအလောင်းကလေတိုက်လို့သူ့ခြေရင်းကိုရောက်လာပါတယ်အဲ့ဒီအချိန်မှာပဲရေဒီယိုဇက်မရှိတော့တာကိုသူသတိထားမိသွားပါတယ်မုံတိုင်းကြောင့်ဘေး30လောက်အကွာကိုလွင်းသွားတာကိုတွေ့လိုက်ရတဲ့ခါမှာတော့သူမှမျောလင့်ချက်တွေကုန်းဆုံးသွားပါတော့တယ်ပိုဆိုးတာကသူတငယ်ချင်းရဲ့ရေဘူးတွေကရေတွေကိုလည်းသူတောက်လိုက်မိပြီးသားချင်းနေတာပါပဲသူကောင်းကင်ဘုံကိုသိန်းနဲ့ဖောက်ပြီးအကူကြီးတောင်းပေးမယ်တဲကန်ဒရာကြီးထဲမှာဘယ်သူမှမရှိပါဘူးနာယီတွေကုန်းဆုံးသွားခဲ့ပါတယ်နေလောင်တန်ကြောင့်သူမျက်နှာပေါ်ကအရေပြားတွေဟာအလွာလိုက်ကွာကျလာပါတယ်သူအရန်ကိုစိတ်ပြတ်အားငယ်လာပြီးကိုစည်းကိုပြန်တောက်ဖို့ကြိုးစားခဲ့ပေမဲ့အနံ့ဆိုးကြောင့်ပြန်အန်းထွက်မလို့ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲရေဘူးခိုင်ထားတဲ့မိန်းကလေးငယ်လေးတယောက်လမ်းလျှောက်လာတာကိုသူတွေ့လိုက်ရပါတယ်သူအဲ့ဒီရေဘူးကိုဖမ်းယူပြီးအငမ်းမရတောက်လိုက်ပါတယ်သူကျေးဇူးတင်စကားပြောပြီးမြဲအဲ့ဒီကလေးမလေးကနားမလဲပါဘူးသူမကအယုတ်စစ်သားလေးတယောက်ကိုထုတ်ပြတဲ့ခါမှာသူကလည်းသူ့အိတ်ထဲကအယုတ်လေးကိုထုတ်ပြလိုက်ပါတယ်သူမကအယုတ်သေးကိုမြေကြီးပေါ်မှာတန်းစီထားပြီးတရုတ်ကိုရှေ့ကိုတိုးလိုက်ပါတယ်သူမဘာကိုဆိုလို့ချင်းနေမှသူနားမလဲခဲ့ပါဘူးသူကရေဒီယိုဇက်ရှိရာကိုလက်ညှိုးထိုးပြပြီးအကူကြီးတောင်းပေးမယ်ကလေးမလေးကတော့လက်ထပ်သွားပြီးတဲမြူတွေချတဲ့ပျောက်ကွယ်သွား